ဘန်ကောက်ဘဏ် ATM ကနဲ့ငွေထုတ်နည်းလေးကိုပြောပြပေးပါမယ်စိတ်ဝင်စားတယ်ဆိုရင်တော့ let's go โอเคကျွန်တော်တို့ဘန်ကောက်ဘဏ်ငွေထုတ်မယ်ဆိုရင်တော့ကျွန်တော်ကိုပြပေးထားတဲ့ ATM ဆိုတဲ့ဘတ်ပိုးကိုတွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘတ်ပိုးကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဏ်ကကိုကျွန်တော်တို့ကဒီပုတ်ထဲကိုထည့်ပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်โอเคပြီးရင်ဒီ please enter your pin and pass enter ဆိုတဲ့နေရာမှာကြာတော့ password 6လုံးကိုထည့်ပေးလိုက်ပါနော်ကျွန်တော်တို့ရဲ့ password 6လုံးကိုထည့်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ပြီးရင်ဒီအပေါ်က enter ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါဒီကောက်ကတော့ကျွန်တော်တို့ screen ကိုနှိပ်လို့မရပါဘူးဒီဘေးကခလုတ်ကိုနှိပ်ပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီနေရာမှာကြာတော့ကျွန်တော်တို့ကြိုက်တဲ့ language ကိုရွေးလိုက်ပါကျွန်တော်ကတော့အင်္ဂလိပ်ကိုတစ်ချက်ရွေးလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ဘဏ်ကထက်ကငွေမော်ကိုဆက်ချေတဲ့ဆိုရင်တော့ဒီအောက်က security ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီပေါ်က saving ဆိုတဲ့ကောက်ကိုထည့်နှိပ်လိုက်ပါโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဘဏ်ကထက်ကငွေမော်တွေကိုလာဆက်ကြည့်လို့ရပါတယ်ဆက်ကြည့်လို့ပြီးဆိုရင်တော့ဒီပေါ်က yep ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာမှာကျွန်တော်တို့ဘာစကားကိုထည့်ရွေးလိုက်ပါကျွန်တော်ကတော့အင်္ဂလိပ်ကိုထည့်နေလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့ငွေထုံမှဖြစ်တဲ့အတွက်ကြောင့်ဒီဘောက withdraw ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့ amount တွေဖြစ်ပါတယ်နော်ဒီမှာသူပြပေးထားပါတယ်ဒီနေရာမှာကျွန်တော်တို့စိတ်ကြိုင်းငွေထုတ်မယ်ဆိုရင်တော့ဒီအောက်က withdraw ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီဘောက saving ဆိုတဲ့အကောက်ကိုထည့်နှိပ်လိုက်ပါနော်โอเคဒါဆိုရင်ဒီဘောကသူပြောပြပေးထားပါတယ်ဗတ်တက်ထောင်ဗတ်900ဗတ်100တွေကျွန်တော်တို့ဒီ ATM ဘိုးမှာငွေထုတ်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဒီနေရာမှာဗတ်100ကိုငွေထုတ်ပြပေးမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေရာမှာဗတ်100လို့ရွေးလိုက်ပါမယ်ကျွန်တော်ထည့်လို့ပြီးဆိုရင်တော့ဒီဘောက correct ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာသူကတော့စာပြင်ကျွန်တော်တို့ကိုငွေထုတ်ပေးနေပြီဖြစ်ပါတယ်နော်โอเคကျွန်တော်တို့ဒါဆိုရင်ဒီမှာငွေထွက်လာပြီဖြစ်ပါတယ်ကျွန်တော်တစ်ချက်ယူလိုက်ပါမယ်ကျွန်တော်တို့ငွေယူလို့ပြီးဆိုရင်တော့ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်ဒီမှာကြတော့သူကကျွန်တော်တို့ကို slay ယူမလားလို့မေးတာဖြစ်ပါတယ်မေဆွဲကယူချင်တယ်ဆိုရင်တော့ yes ကိုနေပါကျွန်တော်ကတော့ no ကိုနေလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဘဏ်ကထွက်လာပြီဖြစ်ပါတယ်ဘဏ်ကယူဖို့မမေးပါနဲ့နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ဘဏ်ကောက်ပါငွေထုတ်လို့ပြီးသွားပြီပဲဖြစ်ပါတယ်လွယ်လေးပဲမဟုတ်လားဟုတ်ကဲ့ပါဒီဗီဒီယိုလင်းကတော့ဒီလောက်လေးပါပဲဒီဗီဒီယိုလင်းကမေဆေ့တော့အတွက်ကြိုးရှိခဲ့တယ်ဆိုရင်တော့ဒီဗီဒီယိုလင်းကို like လေးနှိပ်ပေးသွားလို့ရပါတယ်နော်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ် bye